ညီလေးကလည်းပတ်စံရတာကိုကလည်းပတ်စံရတာစတာနော်ဟုတ်တယ်လေဆိုင်မူကအောင်မြင်တယ်သူသားကြည့်တဲ့ပိတ်သက်တယ်ကျွန်တော်တို့ကပတ်စံရတယ်ပိတ်သက်ကလည်းပတ်စံပေးကြည့်ရတန်တယ်တော့သူစင်ပြရလေအဲ့တော့ကိုလာပိုင်း8930 17ရတနာကူဖျားပွဲပေါ့ကျွန်တော်တို့ကရူပါပဲဒီလေလံရထားတယ်အဲ့တော့ဆိုင်မူပဲကမှာအတန်းရှင်းကတော့ဘစုမမီပြီးရှာကြမလို့ကိုအတန်းရှင်းရှာရင်ကိုရပါတယ်စိတ်မှုမှမဟုတ်ဘူးအောင်စဘူးလည်းကုညီမှာပဲတူအောင်ဝတ်ထွက်လည်းကုညီမှာပဲဆိုင်မှုမလို့လာလာမအောင်စဘူးမှလည်းမဟုတ်ပါဘူးမန္တလေးရောက်လာခဲ့ရင်ကျွန်တော်တို့ကအညာသားလေသိရုံဝင်လားမနုမန်းသားတွေအဝတ်ကြည်တယ်ပေါ့ဇက်ကဟိုတကယ်ထိတ်တဲ့ပေါင်နေတာဆိုတော့နှစ်ဖွဲ့ပဲရှိသေးတာဟုတ်အဲ့တော့ညီလေးပဲဆက်ကခိုင်းတယ်ညီလေးတစ်ဆက်တည်းပဲတည်ထားတယ်ရတနာကူဖျားပွဲတော်ပေါ့နော် Dan Media ရှိပါဘူးရပါလို့ရှိမှလည်းမဟုတ်ဆိုတော့ဟိုညီလေးကလည်းပတ်စံရတာကိုကလည်းပတ်စံရတာစတာနော်ဟုတ်တယ်လေညီလေးကရင်တော့ပို့တောင်ရအောင်မှာနော်သူချစ်တဲ့ပိတ်တဲ့သူကြည့်နေမမြင်ဘူးလို့ကြည့်ရင်လည်းလူလည်းရှိတယ်လူပညာကိုကြည့်ရင်လည်းလူလည်းရှိတယ်ပေါ့နော်အဲ့တော့အတူတူပဲလေသူကအောင်မြင်တယ်ဟုတ်တယ်မလားအကောပတ်စံရတယ်နှစ်ယောက်ဆုံးပြောရကောင်းတယ်လေအဆိုင်မူကအောင်မြင်တယ်ကျွန်တော်လည်းသူ့သားကြည့်တဲ့ပိတ်သက်တယ်ကျွန်တော်တို့ကပတ်စံရတယ်ဟိုပိတ်သက်ကလည်းသူ့ပတ်စံပေးကြည့်ရတန်တယ်တော့သူစင်ပြရလေအဲ့တော့ဘာမှနေလို့ရအကြောင်းမရှိတော့ဘူးဟုတ်တယ်မလားနောက်ထပ်လည်းထပ်လို့မှာပဲဟုတ်တယ်ပလန်လေးတွေရှိတယ်နောက်6လပိုင်း8930 17ရတနာကူဖျားပွဲပေါ့ကျွန်တော်တို့ကကောင်းဆန်ရေးအမရပူရပဲကျွန်တော်တို့ကရူပါပဲဒီလေလံရထားတယ်အဲ့တော့စိုက်ရင်မို့ပဲကမှာထပ်ပြီးတယ်စိုက်မို့ပဲဆက်ကခိုင်းမှာဟိုကျွန်တော်ကရူကတော့မှကျွန်တော်ကိုရှေ့ကမလားကမလားပေါ့နော်ဟို6ညောင်3ညစီကလိုက်ပါလားဒီဘွက်လေလို့ပဲပြောတာ3ညစီကမလားဘာညာပေါ့နော်မကကျင်တော့ဘူးလေမကတော့ဘာလို့ကျွန်တော်ဟို wine season ကတမျိုးကတမျိုးဆိုရမ်းပင်ပန်းသွားတယ်အဲ့လောက်ကြီးတယ်မလုံနိုင်ဟိုအမှန်တမ်းပြောရင်ကိုယ့်ရဲ့ feeling ကလည်းဟို season ကလည်းပိုကြိုက်သွားတယ်အဲ့လိုမဟုတ်ကိုပေါ့ပြင်ဆင်ပေးရတာပိုကြိုက်တယ်ကိုယ်တိုင်ကရအထက်ဟိုအဲ့လိုဖြစ်နေစိတ်ကလည်းအဲ့တန်ဖြစ်နေအဲ့တော့ညီလေးပဲဆက်ကခိုင်းတယ်ညီလေးတစ်ဆက်တည်းပဲတည်ထားတယ်အဲ့လိုရတနာကူဖျားပွဲတော်ပေါ့နော်နောက်ထပ်ကူပွဲကြီးတွေရှိသေးတယ်ပေးဦးမှာနောက်ထပ်ကိုကစားဝင်ပွဲတော်ကြီးတွေရှိတယ်တချို့ပွဲတော်ကြီးကြတော့မဖြစ်မနေ20ဝင်မှာပွဲတော်ကြီးရှိတယ်အဲ့ကြရင်တော့ကျွန်တော်နဲ့သူနဲ့ဝင်မှာ20ကျွန်တော်တို့အဲ့လိုတော့ပါဘူးကျွန်တော်တို့မလို့အတန်းရှင်းကတော့ဘစုမမီပြီးရှာကြမလို့ကိုအတန်းရှင်းရှာရင်ကိုရပါတယ်ကျွန်တော်တို့မှလည်းကျွန်တော် brand နဲ့ကျွန်တော်တို့ရှိပြီးသားပဲလေနော်အဲ့တော့ဘသူမှမီပြီးတန်းရှင်းရှာကြမလို့ဒါကကြတော့စိတ်အမှုမှမဟုတ်ဘူးကျွန်တော်ကမန္တလေးကလေကျွန်တော်ဒီချိန်မှာမိုးရသည်မှာပွဲတွေအားလုံးကမန္တလေးပဲလာကားတာဟုတ်မန္တလေးလာကားတာဖြစ်တဲ့အတွက်ဆိုင်ရဖို့လဲကုညီမှာပဲအောင်စဘူးလဲကုညီမှာပဲတူအောင်ဝတ်ထွက်လဲကုညီမှာပဲနောက်တဲ့ညီလေးအောင်ဆမ်းမို့လဲလာအောင်ပါပဲလေကုညီပေးမှာပဲကျွန်တော်ကစီနီယာအကြီးဆုံးဖြစ်တယ်သူတို့ထက်မှာကျွန်တော်ကစီနီယာအကြီးဆုံးဖြစ်တော့ညီလေးတွေကဒါလေးဖြစ်ချင်တဲ့ကိုကြီးဆိုရင်အားလုံးကိုတက်နိုင်မြအကုန်လုံးဒီခန်းနာပစ္စည်းဇက်ခုံစတိတ်ဘောနော်လိုအပ်မှန်မြနောက်ဆုံးမှာသူတို့မှာကမင်းသားမင်းသမီးဘိုင်းဆိုင်ရာတော့မှဟိုလာခဲ့လို့အားနေတော့မှကျွန်တော်ဖြစ်ပြီးအသင့်ရှိတယ်ကျွန်တော်ညီတွေအတွက်တက်နိုင်ဘက်ကအင်အားနဲ့ကျွန်တော်ကူညီပေးမယ်အဲ့ဒါကစိုက်မှုအောင်စဘူးမှမဟုတ်ဘူးကျန်တဲ့မင်းသားလေးတွေလည်းကျွန်တော်ကူညီပေးမယ်လို့ဆိုပြထားတယ်တကယ်လဲကူညီပေးပါမယ်ခုလည်းကူညီပေးဖြစ်နေပါတယ်နောက်ထပ်သူကပြောတာစိုက်မှုမလို့လာလာမအောင်စဘူးမှလည်းမဟုတ်ပါဘူးဘသူနေနေချက်စွမ်းတာကမန္တလေးရောက်လာခဲ့ရင်ကျွန်တော်တို့ကအညာသားလေမန္တလေးသူမန္တလေးသားကတာဝန်ကြီးတယ်အဝတ်ကြီးတယ်သိရမလားဟိုမန္တလေးမန္တလေးသားဆိုတာကကျွန်တော်တို့အညာသူညာသားတွေကအဝတ်ကြီးပါတယ်မန္တလေးမန်းသားတွေအဝတ်ကြီးတယ်ပေါ့ဒါကိုချက်စွမ်းတာမန္တလေးသားဖြစ်တဲ့အတွက်အဝတ်ကြီးချောင်ပြတင်တယ်ကျွန်တော်တို့အဖေကိုလည်းအဖေဦးချမ်းအဖေချမ်းတို့လည်းကျွန်တော်တို့အဲ့လိုပဲလေဆွတ်တင်ခဲ့တာပဲကိုဖို့ချစ်လို့လည်းကျွန်တော်တို့အဲ့လိုဆွတ်တင်ခဲ့တာပဲလေသူတို့ဆွတ်တင်ခဲ့လို့ကျွန်တော်တို့နေရာလေးရောက်လာခဲ့တာပဲဒီအရင်တော့ဆိုတာဒီနေရာမှာဒီရုံကကျွန်တော်ဇက်ရုံဟိုကကိုဖို့ချစ်ဇက်ရုံကျွန်တော်ငနေချင်းဆိုင်ကရတာဆရာတပည့်တွေအဲ့လိုကခဲ့ရတာပဲနှစ်ဖက်သလုံးသိသက်ပြေးတာပဲအဲ့လိုကခဲ့ရတာလေဒါကဒီကမှနည်းနည်းဟိုဂျုံရဲ့နှိမ်ုံပြန်ရသေးတယ်ကျွန်တော်အရင်တော့ကြိုက်ခောက်တုန်းကဆိုရင်ကိုဟန်ကြီးရေကိုဖို့ချစ်ရေစွမ်းရေကျွန်တော်ရေ40တပြိုင်တည်းကခဲ့ရတာလေကျွန်တော်အင်အားပြင်းတယ်လေတအားစူးစမ်းရတယ်ကျွန်တော်ကအခုကအဲ့လောက်အင်အားပြင်းတဲ့ဇက်တွေမရှိသေးဘူးလေမထွက်လာသေးဘူးလေအနေသေးရလေအင်အားဟိုဇက်ကဟိုတကယ်ထိတ်တဲ့ပေါင်နေတာဆိုနှစ်ဖွဲ့ပဲရှိသေးတာဟုတ်နှစ်ဖွဲ့တော့အကိုကကိုဖို့ချစ်တော့ကိုဖို့ချစ်တော့သူတန်းနဲ့သူကန်တာသူထားပေါ့နော်နောက်တဲ့နှစ်ဖွဲ့ပဲရှိသေးတာပေါ့အဲ့တော့ထပ်ပြီးတော့ကျွန်တော်ပေါ်ပေါက်လာအောင်စူးစမ်းပေးရမှာအကိုတို့ကလည်းအဖေဦးချမ်းသာတို့ကိုဖို့ချစ်တို့ကလက်တွဲပြီးခေါ်ခဲ့တဲ့နေရာတွေပေးခဲ့တယ်
ဟိုအဲ့တွေလဲကိုတို့နေရာလေးတနေရာရလာခဲ့တာပေါ့ဟိုထိတ်ဆုံးထိမအောင်မြင်ခဲ့ဘူးဆိုတာကိုတို့မကြိုးစားခဲ့လို့မဟုတ်ဘူးလေကျွန်တော်တို့ဒီကိုဗစ်ကာလတွေဒီတခြားသောကာလတွေမှာကျွန်တော်တို့နားလဲရတာပေါ့နားလဲတဲ့အချိန်မှာအချိန်တွေပြတ်သွားတဲ့ဟိုကိုတက်နာအချိန်မှာအချိန်တွေပြတ်သွားခဲ့တယ်အဲ့တော့ဒီအမှုပညာသဘင်ကိုပြန်ဖြစ်လာတဲ့ကာလမှာကျွန်တော်တို့ကညီလေးတွေပေါ်ထွက်လာတယ်ညီလေးပေါ်ထွက်လာတော့ကိုနားလဲသွားပြီလေအဲ့ဒါတော့အကူဖင်နေအောင်နေပေးရမယ်လေကိုကအကြီးနေရနေပေးရမယ်အဲ့တော့ဟိုသူတို့ကိုတက်နေများကူညီပေးရမယ်ဟိုပေးရမယ်ပံ့ပိုးပေးရမယ်ဒီစိတ်တွေပဲဖြစ်လာတော့တာပေါ့ကိုတုံကလည်းအဲ့လိုပဲဝိုင်းကူညီပေးခဲ့ကြတာပါအဲ့တော့ပြောမရဘူးပြောမရအောင်တချို့ကလည်းမထင်မဲ့ဘူးမထင်မဲ့အောင်ရတယ် တောင်တုံးမှာဆိုရင်အနည်းဆုံးဘယ်လောက်ရတယ်နှစ်တိုင်းအကူကနေတာ အကိုတို့ခက်ကရွှေတစ်ချက်သားကိုအကိုခက်က8သိန်းပတ်ချလောက်ရှိမှာအဲ့ရတညရဲ့အကိုတို့ဝင်ငွေက150နဲ့180ကြားမှာရှိတယ် စုချေးတာ စုချေးမဟုတ်ဘူးပေါ့ဇက်ရဝင်ငွေပေါ့နော်စုချေးဆိုတာမရရင်15သိန်း30အဲ့ခက်ကပေါ့အဲ့ခက်ကတညအောင်အဲ့လိုပဲလေသိန်းရာပိုင်းထိရဘူးတယ်ပေါ့ရဘူးတယ်ပေါ့ထားပါတော့ရဘူးတယ်ရတဲ့ပွဲရတယ်ပေါ့မရတဲ့ပွဲမရဘူးပေါ့ဒါတော့ဟိုဘာမှတိမထားဘူးပေါ့ရသိရတိုက်တော့မရဘူးဆိုတော့ရှားပါရသိရထားတဲ့တော့ရအခုခေတ်နဲ့ဆိုရင်အများကြီးရတာပုံများတာပေါ့အခုတို့ခက်ကငွေကြီးကစံတပီမှ3000ပဲရှိတာ တောင်မျိုးကပိုရလာပြီ တောင်မြုံကလား ပိုရလာ တောင်မြုံကရတယ်တောင်မြုံကပိုရတယ်တောင်မြုံကပိုရတယ်ဆိုပေမဲ့ပေးသက်ကြည့်တဲ့ရုံဝင်အားပိုရတာပါမင်းသားစုချတွေပါကြီးကြတော့ဘယ်ကပိုရတယ်လဲဆိုတော့တာချီလိတ်တို့ပေါ့တောင်းတို့ဗိတ်တဝဲကလေးတမူမင်းသားအရန်စုချရတယ်လေနောက်အကူတို့ကတယ်တနိုင်ပကြီးနာတနိုင်အင်းတော်ကြီးဒေတာဖားကန်ဆိုင်တော်အဲ့ဘက်တည်းကမင်းသားကိုတအားစုချတာဘာတွေစုချလဲဆိုကြောက်စိမ့်နေဆွဲကြိုးတွေလက်စွပ်တွေအကိုတို့အရင်ကတော့ဖုန်းတွေပေါ်လာဖုန်းတွေအဲ့လိုလာပေးတာသူအရင်အဲ့လိုတွေပေးချာအဲ့ဒီမှာဟိုဘက်မှာလေဖားကန်တို့ဆိုင်းတောင်တို့ဘက်ကသူကအကိုတို့ကခလေးပေါက်စားဖို့ဆိုသူတို့ကအဲ့တော့ဘယ်လိုပြောမလဲ9000နံကိုအုပ်လိုက်ကင်ခလေးပေါက်စားလေးကအဲ့ဘက်ကကွာအဲ့ခက်ပေါ့ကြောက်နေတာဟာအောင်နေခက်မှာကိုတို့ကခဲ့တာပေါ့ဒီဟိုကော့တောင်းတို့ဘာလို့ဆိုလဲအဲ့လိုဘက်ငွေတွေကင်ပတ်စံတွေတားချမ်းသာကြတယ်အဲ့ဘက်မင်းသားစုချအဝတ်စားတွေပါတယ်ဆိုတော့အဲ့ဒီရိုးရီးယားအဝတ်စားအမိတ်တွေပေါ့အဲ့ဒါတွေအကုန်လုံးကခန်းထဲမှာအပြည့်ပဲအင်ကြီးတွေဆိုဝတ်မနိုင်ဒါမို့တွေပေါ့ဖြစ်ခဲ့ဘူးသွားရောက်ခဲ့ဘူးသွားပြီပေါ့နော်ဟိုဒါနဲ့ထူးဆန်းမို့တော့ဘူးပေါ့တမိုးဖြတ်တဲ့ရလားအဲ့လိုတော့မရှိပါဘူးကျွန်တော်ဒါတော့မင်းသားတော်တော်များရခဲ့ဘူးကြတဲ့လူကြီးပါပဲကျွန်တော်တို့ကြတော့ရှေ့ကိုထုတ်ပြီးတော့မပေးခံရဘူးအနောက်မှာပဲဟိုလာပေးတော့ကြတာလေးပါလေပေါ့ရှိတာပေါ့နော်မင်းသားတော်များတော့တော်တော်များအကုန်လုံးပေးတဲ့ရင်မြတ်တရားတော့အများဆုံးရခဲ့တာပဲသိရနဲ့မသိရနဲ့ဒါပဲကုန်ပါပြီးကြရင်တစ်ခုကြည့်တာဟိုကိုကအပြောအထဲသမားလေအပြောအရန်ကြီးပြောတဲ့ဆိုတဲ့ထဲမှာမပါဘူးပြောတဲ့ဆိုတာအလုံးလုံးတာကိုပြောတဲ့ဆိုတဲ့တယ်နော်အဲ့လိုပိတ်တဲ့နဲ့ဟိုကိုရမစေရောဘာဖြစ်နေညာဖြစ်တယ်ဆိုတော့အဲ့စကားမျိုးကကျွန်တော်ကအသိမပြောတဲ့ထဲမှာပါတယ်ကျွန်တော်ခုချိန်ဒီလဲကျွန်တော်လုံးဝကျွန်တော်စားရတယ်အလကားရတယ်ဆိုတာကတော်တော်ရှားပါတယ်အခုချိန်ဒီကျွန်တော်အလုပ်လုပ်နေရတော့မှကျွန်တော်အလုပ်လုပ်တဲ့ပြကြလဲကျွန်တော်အလုပ်လုပ်တဲ့ပတ်စံမှန်များကျွန်တော်မြဲတယ်ကျွန်တော်အလုပ်လုပ်တဲ့ပွဲကတယ်ဖြစ်ဖြစ်အခြားစီးပွားရေးလုပ်ဖြစ်လုပ်တဲ့ပတ်စံများပစ္စည်းတွေငှားစားလိုက်ဖြစ်ဖြစ်လုပ်တဲ့ပတ်စံကျွန်တော်မြဲအောင်စုတယ်တမိုးထားပွဲကိုလှုပ်ထားဖြစ်တဲ့ငွေရတမိုးပို့ကြည့်တယ်လေလကားရထားမဟုတ်ဘူး Dan Media